ဒိတ်ကျဲဆိုတဲ့အတိုင်းပဲပေါ့နော်ဒီအရာမှာထူးခြားတဲ့အပြင်အစင်လေးထူးခြားစမ်းသစ်တဲ့အရာလေးကိုကျွန်တော်တို့ကမင်္ဂလာမောင်နှံတွေအတွက်ကိုအဲ့အတွက်ကိုရည်ရွယ်ပြီးစီစဉ်ပေးထားတာပါနော်ဆိုင်ကမှာအားလုံးပေါင်းဆို28ခန်းလောက်ရှိမယ်ဗျသူ wedding industry ကလူတွေပဲဖြစ်တဲ့အတွက်သူနဲ့မသက်ဆိုင်တဲ့အားမျိုးပါတဲ့ပွဲမျိုးမဟုတ်ပါဘူးတကယ်လာရင်တကယ်ကြိုးရှိမဲ့ပွဲမျိုးပါအနည်းဆုံးအစင်လာပေါ့နော်150ဝန်းကျင်လောက်ကိုဒီဇိုင်းစုံပြသသွားမှာပါလက်ဆောင်တွေလည်းအများကြီးရှိလို့လာခဲ့ဖို့ဖိတ်ခေါ်ပါရရှင်ဒါမဲ့ဆိုတော့12ရက်13ရက်နဲ့14ရက်နေ့တောက်ကြစနေတနင်္ဂနွေ3ရက်တိတိကိုင်တိုင်း Sky Star Hotel မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်ဒိတ်ကျဲဆိုတဲ့အတိုင်းပဲပေါ့နော်ဒီအရာမှာထူးခြားတဲ့အပြင်အစင်လေးပြီးတဲ့အခါကျတော့ထူးခြားစမ်းသစ်တဲ့အရာလေးကိုကျွန်တော်တို့ကဒီအခုလက်ရှိလာမဲ့မင်္ဂလာမောင်နှံတွေအတွက်ကိုအဲ့အတွက်ကိုရည်ရွယ်ပြီးစီစဉ်ပေးထားတာပေါ့ကျွန်တော်တို့ကအလွယ်ကူဆုံးဖြစ်အောင်လို့အကောင်းဆုံး service လေးကိုတနေရာတည်းပါပေးလို့ရအောင်လို့ကျွန်တော်တို့ဘက်ကနေပြီးတော့ one stop service အနေနဲ့စီစဉ်ပြီးတဲ့အခါကျတော့ပူပေါင်းပါဝင်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့အခုလက်ရှိဆိုလို့ရှိရင်3ချိန်မြောက်ဒိတ်ကျဲတဲ့အတူတူပူပေါင်းပါဝင်ခြင်းဖြစ်ပါတယ်ခင်ဗျ wedding couple တွေအတွက်ကတော့အခုစနေ73 14 3ရက်အတွင်းကိုသူကbooking လေးတွေတင်ပြီးတော့အမတို့ဒီမှာဒီက deposit လေးချေထားနဲ့ဒီ percentage လေးတွေပေါ့ဒီအတူ30ရာခိုင်နှုန်းကိုရရှိမှာဖြစ်ပါတယ်။ wedding ဆိုလဲအိမ်ညာ wedding တွေရှိမယ် birthday party step party တခြားပေါ့ corporate event တွေအကုန်လုံးကိုဒီ3ရက်အတွင်းကိုအမတို့ဒီမှာ booking လေးလာယူလိုက်။အဲ့ဒါဆိုအမတို့ကspecial package တွေနဲ့တခါတည်း discount တွေအများကြီးရှိတယ်ဟုတ် Sky Star Hotel ရဲ့ Royal Ballroom မှာပါရှင်ဟုတ်ကဲ့ဟုတ်အဲ့မှာထပ်ပြီးတော့ပြောရမှာဆိုလို့ရှိရင်ဒီလိုမျိုးဒီ video ဆိုတော့ဘောလုံး1ကနေပြီးတော့စောင့်နေခဲ့တာအခုဆိုရင်ဘောလုံး70ကိုရောက်ရှိခဲ့တယ်ဖြစ်ပါတယ်ဒီကောဒီကျေဝရီဖဲဘောလုံး7ပြောင်းပြီးကိုလာမဲ့ဆိုတော့12ရက်13ရက်နဲ့14ရက်နေ့တောက်ကြစနေတနင်္ဂနွေ3ရက်တိတိကိုင်တိုင်း Sky Star Hotel မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်ပါဝင်တဲ့ဆိုင်နဲ့အထူး promotion တွေတချို့ဆိုရင် 50% တချို့ဆိုရင် 30% အနည်းဆုံးပေးထားတာရှိတယ်ကျွန်တော်တို့ခါတိုင်းတော့ဒီမှာကျွန်တော်တို့က wedding photo studio ဖြစ်တဲ့အတွက် photography ပဲဦးစားပေးတာပေါ့နော်အခုဒီနှစ်ကတော့ကျွန်တော်တို့ဆိုင်မှာလည်းဒီမင်္ဂလာမောင်နှံတွေအတွက်ဒီပွဲကြီးအတွက် dinner အထူးဖြင့် dinner dress ပေါ့နော် dinner dress တွေလည်းကျွန်တော်ဒီမှာ promotion အထူး promotion တွေချထားပါတယ်ဆိုင်ကမှာအားလုံးပေါင်းဆို28ခန်းလောက်ရှိမယ်ဗျဒီမှာတကယ်တော့ကျွန်တော်တို့ရှိလာတယ်ဆိုလို့ရှိရင်သူ wedding industry ကလူတွေပဲဖြစ်တဲ့အတွက်သူနဲ့မသက်ဆိုင်တဲ့အားမျိုးပါတဲ့ပွဲမျိုးမဟုတ်ပါဘူးတကယ်လာရင်တကယ်ကြိုးရှိမဲ့ပွဲမျိုးပါမလားဖြစ်တဲ့မောင်မယ်ကြံခဲ့မှာဆိုလို့ကျွန်တော်တို့3ရက်တည်းကျင်းပတာဖြစ်ပါတယ်ဂျွန်လ13-14မှာ Sky Star Hotel မှာကျွန်တော်ဒိတ်ရဲ့ wedding fair ရဲ့ဘောလုံး7ကျင်းပမှာဖြစ်ပါတယ်အဲ့တော့အားလုံးမင်္ဂလာမောင်မယ်တွေဖိတ်ခေါ်ပါတယ်ထူးခြားတဲ့ season နဲ့ထူးခြားတဲ့ကျွန်တော်တို့ promotion အနေနဲ့ကန်ဆယ်မဲ့တွေလည်းပါရှိပါတယ်အဲ့တော့မဖြစ်မနေကြွားခဲ့ပါတယ်ကျွန်တော်ဖိတ်ခေါ်ကြပါတယ်ဗျာအများကြီးကလည်းပတ်သက်ပြီးတော့ promotion တွေကိုပေးထားတဲ့အတွက်ကိုဒီနေ့အခုလာမယ်73-14-15ပွဲကြီးကိုကြွားရောက်ပြီးတော့လာကြပါလို့မင်္ဂလာမောင်နှံစုံတွေကိုဒီနေ့ပြီးတော့ဖိတ်ကြားအပ်ပါတယ်မင်္ဂလာဆောင်တဲ့မောင်နှံများအားလုံးကြွားရောက်ဆက်ကြွားရောက်ခဲ့ပါကျွန်တော်ဖိတ်ကြားရတဲ့နောက်ဆုံးပြောရတာကျေးဇူးပါခင်ဗျာကျေးဇူးပါခင်ဗျာ
Sky Star Hotel ကနေကျင်းပတဲ့ဒီ date ကျဲရဲ့ wedding fair ပွဲပေါ့နော်2026 volume 7မှာဒီသင်းတို့တင်ရွှေစင်ရနေပြီး Ghost Sponsor အနေနဲ့ပါဝင်ကူညီအပ်ဖြစ်ထားပါတယ်ရှင်ဒီ wedding fair ပွဲမှာရှိုးရမယ်ဆိုရင်လည်းတင်ရွှေစင်ရရှိနေပါမယ်စိတ်နဲ့တွေဆိုရင်လည်းဒီပွဲမှာအလဲစီးတို့အယောင်စီးတို့မင်္ဂလာမောင်မယ်တွေမှမဟုတ်ပါဘူးဒီ hotel မှာလာရောက်ပြီးတော့ကျန်တဲ့သူတွေလည်းဝယ်လို့ရပါတယ်18ငွေတွေဆိုရင်လည်းအလဲ5အယောင်တန်ကျိုးပဲ့ပိန်လင်းပြက်စီ20ရာခိုင်နှုန်းရှုံးတဲ့နေရာမှာကျိုးပဲ့ပိန်လင်းပြက်စီလဲ10ရာခိုင်အရှုံးတွေကိုဒီ7 73 14 3ရက်တိုင်ဒီဟိုတယ်မှာလာရောက်ပြီးတော့အားပေးလို့ရပါတယ်ရှင်ဒါတင်းချွေလက်ဆောင်တွေလည်းပေးဦးပါအနည်းဆုံးအစင်စာပေါ့နော်150ဝန်းကျင်လောက်ကိုဒီဇိုင်းဆောင်ပြသသွားမှာပါဒီတိတ်ကျဲ volume 7ကဒါပထမဆုံးတင်းရွှေစင်အနေနဲ့ပါဝင်ဖြစ်တာလည်းဖြစ်တယ်ပွဲမှာပေါ့နော်မင်္ဂလာဆောင်မဲ့ဇနီးမောင်နှံအနေအတွက်ကိုစိန်တယ်တွေရောရွှေတယ်တွေရောပလက်တီနမ်တွေရောဘာပဲဝယ်ကို discount တွေအများကြီးပေးထားပါတယ်လက်ဆောင်တွေလည်းအများကြီးရှိလို့လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့ဒီဒတိတ်ကျရဲ့ပေါ့နော်ဒီ wedding fair volume 7မှာကျွန်တော်ရွှေဘန်အနေနဲ့ကတော့ gold sponsor ဖြစ်ပါဝင်ထားပါတယ်ဒီဒတိတ်ကျရဲ့ပေါ့နော်ကျွန်တော်လာမဲ့ဒီ wedding fair volume 7မှာကျွန်တော်တို့ရွှေဘန်ကလည်း booth တစ်ခုအနေနဲ့ပါဝင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရွှေဘန်ကဒီ relationship manager တွေကလည်းဒီပွဲမှာအချိန်ပြည့်ရှိနေပါမယ်အဲ့တော့ကျွန်တော်တို့ဒီပွဲကိုလာတဲ့ဒီမင်္ဂလာမောင်နှံတွေအပရိသတ်တွေကကျွန်တော်တို့ဘန်မှာငွေစုကျင်တာပဲဖြစ်ဖြစ်ပြီးတဲ့အခါမှာမိမိရဲ့ပိုင်ဆိုင်မှုတွေတိုးတက်အောင်ကျွန်တော်တို့အိမ်ကားမြင်တဲ့စာအုပ်စသဖြင့်ပေါ့နော်ဒီလိုမျိုးအရစ်ကြားနဲ့ဝယ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရွှေဘန်းနေပြီးတော့မှပဲအသေးစိတ်ဆွေးနွေးပြီးတော့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ပွဲလာတဲ့သူတွေကိုလည်းကျွန်တော်တို့ကဒီလက်ဆောင်တွေပေါ့နော်ကျွန်တော်တို့ရွှေဘန်းရဲ့လက်ဆောင်တွေကိုလည်းကျွန်တော်တို့ပေးသွားမှာဖြစ်ပါတယ်ဗျ